အားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်သိမဲ့ဖွယ်ရာအကြောင်းအရာလေးတွေကိုအမြဲလိုတင်ဆက်ပေးနေတဲ့YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီနေ့ဗီဒီယိုလေးမှာတော့သိထားရင်အကျိုးကျေးဇူးတွေအများအပြားရရှိနိုင်တယ်။အမျိုးသမီးတွေအနေနဲ့အချစ်ပင်လယ်ကြီးမှာကုကတ်ဖို့အလိုလားဆုံးနဲ့အတောင့်တဆုံးအချိန်လေးတွေအကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်နော်။ကဲပါပရိသတ်ကြီးဘယ်နေရာမှာမဆိုလူကြီးမင်းတို့ရဲ့စူးစမ်းအားထုတ်မှုတွေအရာရောက်ပြီးကောင်းမွန်တဲ့ရလဒ်လေးတွေပိုင်ဆိုင်နိုင်မှုအတွက်ကအချိန်နဲ့နေရာဆိုတာအရန်ကိုမှအရေးကြီးပါတယ်နော်မိုးရွာတော့ရေခမ်းလာတာတော့ဘိုင်းငင်ဆိုတဲ့မြန်မာစကားပုံလေးတွေအတိုင်းပါပဲနေရာဒီမှာစပားဆိုင်လို့မရသလိုဘယ်အလုံးမှမဆိုသူ့အချိန်နဲ့သူ့အခါကိုလိုက်ပြီးလှုပ်ဆောင်တတ်ဖို့ကအရန်ကိုမှအရေးကြီးပါတယ်နော်အမျိုးသမီးတွေရဲ့လိုလားချက်လေးတွေနဲ့ပတ်သက်လာရင်လေသူမတို့မလိုအပ်တဲ့အချိန်မှာလူကြီးမင်းတို့ဘက်ကအတကြီးပြီးအမြဲလိုတောင်းဆိုနေမယ်ဆိုရင်ရေရှည်မှာကောင်းမွန်တဲ့အချစ်ခီးလန်းတစ်ခုဖြစ်လာနိုင်မှုကမလွယ်ကူနိုင်ပါဘူးရှင်လိလာထားတဲ့မှတ်တမ်းတွေအရတော့အမျိုးသမီးတွေအများစုဟာနေ့လည်နေ့ခင်းနဲ့ညနေခင်းအချိန်တွေထက်တညလုံးအိပ်ဆက်အနားယူပြီးအင်အားတွေပြည့်ဝနေတဲ့မနက်ခင်းချိန်မှာဆိုရင်သူမတို့ရဲ့လိုအပ်မှုလေးတွေကပုံမမြင့်တက်နေတတ်ပါတယ်။ဒီလိုမနက်ခင်းအချိန်တွေမှာဆိုရင်လိုအပ်တဲ့အင်အားတွေပြည့်ဝနေတဲ့အတွက်လည်းပန်းပွင့်ကြီးကပုံမှန်ထက်ဆွဲဆောင်မှုတွေပိုနေမှာလည်းဖြစ်တယ်လို့သူမတို့ကိုယ်တိုင်ကလိုအပ်နေတဲ့အတွက်လည်းဥဆောင်ပြီးကခုန်ကျင်တတ်ကြသလိုအချစ်ပင်လယ်ကြီးရဲ့တစ်ဖက်ကမ်းကိုလည်းလွယ်ကူစွာရောက်ရှိနိုင်ကြပါတယ်တဲ့ရှင်။တနေ့တာအလုပ်တွေပြင်းမြောက်လို့အေးအေးဆေးဆေးနားယူလို့ရတဲ့အိယာဝန်ခံနေအချိန်တွေဆိုရင်လည်းစိတ်လက်ပေါ့ပါပြီးလွတ်လပ်တဲ့ခံစားချက်တွေကြောင့်ကခုန်ကျင်တဲ့ဆန္ဒလေးတွေကလည်းဖြစ်ပေါ်လာတတ်ပါတယ်တဲ့။ဒီလိုတနေ့တာပင်မနှွမ်းတဲ့သမျှကိုဖြည့်ဖြောက်ဖို့သူမတို့ဘက်ကမိစိန်ပြလာပြီဆိုရင်တော့မနက်ခင်းအချိန်တွေကလို့သူမတို့ကိုဥမဆောင်ခိုင်းမယ်လူကြီးမင်းတို့ကအလိုက်တသိနဲ့ကားပြဖြောပြပေးတတ်ဖို့လိုပါတယ်တဲ့ရှင်။ဘာကြောင့်လဲဆိုရင်တော့ဒီလိုအချိန်ခဏလေးတွေမှာဆိုရင်သူမတို့ကကိုယ်တိုင်ဥဆောင်ပြီးစူးစမ်းအားထုတ်ဖို့ထက်နက်စည်းစိမ်ကိုပဲအပြည့်အဝခံစားပြီးစည်းစိမ်ရမှုကျင့်ကြလို့ပဲဖြစ်ပါတယ်တဲ့နော်။ဒါကြောင့်လေအခုဖော်ပြပေးခဲ့တဲ့အချိန်တွေမှာသာလူချင်းမင်းတို့ဘက်ကအလိုက်တသိနဲ့မိစင်းကြည့်ပြီးကပြပြောပေးတတ်မယ်ဆိုရင်တော့အိမ်သူသက်တာအားကိုအားထားပြုပြီးချစ်ခင်လေးစားရတဲ့ယောက်ျားကောင်းလေးတွေဖြစ်လာမှာကလည်းသိကြပါတယ်တဲ့ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးအခုပြပြခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတဲ့သဘောကျတယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးသွားကြပါအောင်နော်။